င်္ဂလိကနေတိုင်းပဲသူမရဲ့တောက်ဖက်နှက်လေးကိုအနက်ရောင်မာကာနဲ့ပြန်ချယ်ပြီးပြုပြင်လေးရှိပါတယ်။ဒါကသူမမှာရှိတဲ့တရံလဲသောဖက်နှက်လေးဖြစ်လို့ပါပဲ။ဖက်နှက်ကိုအယောင်တင်ပြီးတိတိကျကျစစ်ဆေးပြီးတဲ့နောက်မှာတော့သူမကယုံကြည်မှုအပြည့်နဲ့တန့်စင်ခန်းထဲကနေထွက်လာခဲ့ပါတယ်။သူမကအလွန်ဆင်းရဲတဲ့ဘဝမှာရှင်သန်နေရပေမဲ့သူမမှာဘီလီယံနာ CEO တယောက်ဖြစ်တဲ့အမအရင်တယောက်ရှိပါတယ်။သူတို့နှစ်ယောက်ရဲ့ဘဝတွေကတော့ကွာခြားလွန်းလှပါတယ်မနက်တိုင်းမှာအမဖြစ်သူကဈေးကြီးတဲ့ပိုးထဲညအိတ်ဝတ်စုံနဲ့နိုးထလာချိန်မှာညီမဖြစ်သူကတော့ဈေးပေါ်တဲ့လက်တူအင်ဂျီလေးကိုဝတ်ထားရပါတယ်အမဖြစ်သူကရေချိုးကန်ထဲမှာအပန်းဖြေရင်မနက်စာကူဇိမ်နဲ့စားသုံးနေချိန်မှာညီမဖြစ်သူကတော့ရေအေးစလုံးလေးနဲ့ပဲခေါင်းကိုရိုးရိုးရှင်းရှင်းလျှော်ရပြီးမနေ့ကကြံတဲ့လက်ကျန်သမင်းဟင်းတွေကိုပဲမနက်စာဖြစ်စားရပါတယ်အမရဲ့အိမ်နေရန်တွေမှာတော့ဒီဇိုင်နာလက်ကင်အိတ်တွေစီလျက်ရှိနေပြီးဘယ်သွားကိုပိုင်ဒရိုင်ဘာနဲ့စိန်ခံကားကိုပဲစီးပါတယ်အဲ့ဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့မိန်းကလေးကတော့သူမရဲ့စုပ်ပြက်နေတဲ့တောက်ဖက်နှက်လေးနဲ့နေတိုင်းလို့ကိုလမ်းလျှောက်သွားရပါတယ်သူတို့နှစ်ယောက်ကြားမှာဘာကြောင့်ဒီလောက်အထိကွာဟချက်တွေကြီးမားနေရတာလဲဒါတွေအားလုံးကသူတို့ရဲ့ငယ်စဉ်ကလေးဘဝမိဘတွေကွာရှင်းခဲ့ကြတဲ့အချိန်စီကိုပြန်သွားရမှာပါမိန်းကလေးကအဖေဖြစ်သူနဲ့အတူနေဖို့ရွေးချယ်ခဲ့ပြီးအမဖြစ်သူကတော့အမေနောက်ကိုလိုက်သွားခဲ့ပါတယ်သူတို့ရဲ့အမေကနောက်ပိုင်းမှာတထေးတစ်ယောက်နဲ့နောက်အိမ်ထောင်ပြုခဲ့တာကြောင့်အမဖြစ်သူကအလိုလိုက်ခံရတဲ့အခွင့်ထူးခံတထေးသမီးလေးဖြစ်လာခဲ့ပါတယ်အကျိုးဆက်အနေနဲ့ညီမနှစ်ယောက်ကတဖြည်းဖြည်းနဲ့အလှမ်းဝေးသွားခဲ့ကြပါတယ်တနေ့မှာတော့မိန်းကလေးမှာအရန်ကိုအရေးကြီးတဲ့အစည်းအဝေးတစ်ခုကိုတွားနေတော့မှအမဖြစ်သူနဲ့မထင်မှတ်ပဲဆုံတွေ့ခဲ့ပါတယ်အမဖြစ်သူကသူမရဲ့စုပ်ပြက်နေတဲ့ဖက်နှက်တွေကိုချက်ချင်းတတိထားမိသွားပြီးနှာခေါင်းရှုံးတဲ့မျက်နှာထားနဲ့ညီမဖြစ်သူရဲ့တနာစရာကောင်းတဲ့ဘဝကိုလောင်ပြောင်းပါတော့တယ်အရှုံးမပေးချင်တဲ့မိန်းကလေးကသူမလည်းအဆင်ပြေနေထိုင်နေကြောင်းနဲ့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတောင်ထောင်ထားကြောင်းဆွလိမ်လိုက်ပါတယ်တကယ်တမ်းမှာတော့သူမကလမ်းဘေးဆိုင်လေးမှာဟော့တော်ရောက်နေရတာပါသူမရဲ့အမကတော့သူမစကားကိုမယုံခဲ့ပါဘူးမိန်းကလေးကနောက်တစ်ချိန်ထပ်လိမ်လိုက်ပြန်ပါတယ်သူမမှာထူးချွန်ပြီးချောမောတဲ့ရီးစားတစ်ယောက်ရှိတယ်ဆိုပြီးကြွားလုံးထုတ်လိုက်တာပါအမဖြစ်သူကမိန်းကလေးရဲ့ဆိုရှယ်မီဒီယာမှာသူမရဲ့တကူတော်ပုံတွေပဲရှိနေပြီးရီးစားရှိတဲ့အရေးအယောင်လုံးဝမတွေ့တာကိုတန်တရားဖြစ်သွားပါတယ်ဒါကြောင့်နောက်ပတ်မှာကျင်းပမဲ့ပါတီပွဲကိုသူမရဲ့ရီးစားကိုပါခေါ်လာခဲ့ဖို့ညီမဖြစ်သူကိုစိန်ခေါ်လိုက်ပါတော့တယ်မိန်းကလေးမှချက်ချင်းပဲအခက်တွေ့သွားပါတော့တယ်သူမပြောခဲ့တဲ့ပြည်စုံလုံးနဲ့ရီးစားဆိုတာကတကယ်တော့သူမငငယ်ကလေးကစာရေးပြီးဆက်သွယ်ခဲ့တဲ့တငယ်ချင်းတသက်တာဖြစ်ပါတယ်လမ်းတစ်ဖက်ကစိန်ခံကားထဲမှာတော့အမျိုးသားတစ်ယောက်ကသူမရဲ့ထိတ်လန့်တုန်လှုပ်ပြီးအနေရခတ်နေတဲ့အမူအရာကိုတိုက်ဆိုင်မြင်လိုက်ရပြီးသူမအပေါ်ကိုအရန်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်မကြခင်မှာပဲပါတီပွဲကျင်းပမဲ့နေ့ရောက်လာခဲ့ပါတယ်သူမရဲ့ရီးစားအဖြစ်ဟန်ဆောင်ပေးမဲ့သူကိုရှာမတွေ့တာကြောင့်မိန်းကလေးလည်းတယောက်တည်းတက်ရောက်ဖို့ကလွဲလို့တခြားမရှိခဲ့ပါဘူးသူမအရင်ကပြောခဲ့တဲ့အလိမ်ညာတွေကြောင့်စိတ်ဒုက္ခရောက်နေပြီးအပြစ်ရှိစိတ်တွေပြည့်နေတာကြောင့်အမဖြစ်သူရဲ့အကြည့်တွေကိုအမြဲတမ်းရှောင်လွှဲနေခဲ့ပါတယ်။စိန်ခံကားတဲ့ကအမျိုးသားကသူမကိုတွေ့သွားပြီးစကားသွားပြောဖို့ကြိုးစားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။ချုံမောတဲ့လူငယ်အမျိုးသားတစ်ယောက်ကရှေ့ကိုတိုးထွက်လာပြီးမိန်းကလေးရဲ့ရှေ့တက်မှာလာရက်လိုက်ပါတော့တယ်